အားလုံးပဲမင်္ဂလာပါခင်ဗျာထောပါဘူးနော်လေး channel မှာကြိုဆိုလိုက်ပါတယ်ဒီခါမှာတော့ကျွန်တော်ကကြားနဲ့ခွေးယူဆိုတဲ့ပုံမြင်လေးကိုတင်ပြသွားမှာပဲဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ခင်ဗျာကြားကြီးဒီကောင်ဟာခွေးယူကိုတွေ့တာနဲ့ချက်ချင်းရှောင်ပုန်းလိုက်ပါတယ်ကြားငယ်ကမေးပါတယ်အဖေကချင်သေးကိုလည်းတိုက်ရဲတယ်ချစ်တဲ့ကိုလည်းနိုင်ရဲတယ်ဘာမှမဟုတ်တဲ့ခွေးယူကြတော့ရှောင်ပုန်းတယ်တိတ်ခါမကြဘူးလားအဖေတဲ့ကြားကြီးကသူ့သားကိုပြန်မေးလိုက်ပါတယ်ခွေးယူကိုနိုင်တော့ဂုံယူစရာကောင်းသလားသားကြားငယ်ခေါင်းခါပါတယ်ခွေးယူတစ်ချက်အကြိုက်ခံလိုက်ရရင်ကိုတန်သလားကြားငယ်ကခေါင်းခါပြန်ပါတယ်ဒါဆိုရင်ငါတို့ဘာလို့ခွေးယူကိုပြန်ကြိုက်ရမှာလဲခွေးယူဆိုတာစိတ်ဖောက်နေတဲ့အကောင်တွေ့ကြရရှောက်ကြိုက်နေတဲ့အကောင်တိုင်းဟာငါတို့နဲ့ရှင်ပြိုင်ဖို့တန်တာမဟုတ်ပါဘူးအဲ့ဒါသားမင်းမမှတ်ထားလူတွေလိုမလုပ်ပါနဲ့လူတွေတော်တော်များများဟာခွေးယူနဲ့ပြန်တူးကြိုက်နေကြတာလို့ပြောပြလိုက်ပါတယ်ဒီပုံမြင်တင်ကားစကားတော့ဇုံတယောက်ဤစော်ကားမော်သာအပြုတ်အမူအပြောဆိုတဲ့ကြောင့်ဒေါသထွက်တောက်ပြန်ခြင်းစိတ်ပြင်းပြနေသောတင်အားပုံမြင်လေးကနှစ်သိမ့်နိုင်ပါစေနားဆင်ပေးကြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်